ကြောင်ခမန်းလေးလေးကိုပြိုင်သွင်းနေကြတဲ့လိမ့်နေကြတဲ့စက်ရုပ်ကြီးအားလုံးပဲမင်္ဂလာပါများ Ryan 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်။ဘာဗလားဆိုတာစောင့်ကြည့်ခြင်းစရာဇာတ်ကြောင်းတွေအများကြီးနဲ့ခန္ဓာဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ဘာဗလားမှာကမ္ဘာအကောင်းဆုံးဆောင်းပါးတွေကနိုင်ငံကုန်ကိုဆောင်ရင်အကောင်းဆုံးခြေစွမ်းတွေကိုပြသနေကြပါတယ်။ဘာဗလားဆိုတာပြိုင်ပွဲလေးအများဆုံးမှာရှစ်ပွဲနဲ့ကစားရမှာဆိုတော့ပွဲနေနေလေးအတွင်းမှာကိုယ့်ရဲ့ခြေစွမ်းကိုမှတ်ကြောက်တင်ခံရဖို့မလဲကူပါဘူး။ဒါပေမဲ့ဒီလိုကာလာလေးအတွင်းမှာယူလောက်စရာစွမ်းဆောင်တွေကိုပြသနေကြတဲ့သူတွေတကယ်ရှိပါတယ်။လီယိုနယ်မက်ဆီတယောက်အသက်39နှစ်အရွယ်မှာဖြစ်နိုင်တာတွေလုံးပြနေရင်စံချိန်တစ်တွေတင်းနေတယ်ဆိုတာသတင်းတို့သတင်းဦးမဟုတ်ပါဘူး။ကမ္ဘာအကောင်းဆုံးကစားမဟာလူငယ်တွေထက်ပိုကောင်းတဲ့ခြေစွမ်းကိုပြသရင်ကမ္ဘာဗလားရဲ့သွင်းကုန်များဆုံးကစားမတော်ဖြစ်နေပါပြီ။မန်စီယန်နောက်ကိုအမိပေးလိုက်နေကြတဲ့လူငယ်ခြေတက်တွေလည်းရှိကြပါတယ်။ဒီကမ္ဘာဗလားမှာလက်ရှိအကောင်းဆုံးတွေလို့သတ်မှတ်ခံထားတဲ့အာလင်ဟာလန်နဲ့ကီလီယန်အမ်ဘာပေတို့လည်းဂိုးတွေအပြိုင်သွင်းနေကြရင်တမိုင်းတစ်ခုရေးသားနေကြပါတယ်။နော်ဝေအသင်းအား28နှစ်အကြာပြီးတော့မှကမ္ဘာဗလားကိုပြန်လည်ကစားခွင့်ရရှိခဲ့တာပါ။ဒီချိန်တော့နော်ဝေမှာဂိုးသွင်းဆက်ကြီးဟာလန်ပါဝင်နေတာကြောင့်ဖိုင်ကင်းနေအိမ်မန်ကြီးကြီးမှတ်နိုင်ပါတယ်။နော်ဝေကအုပ်စုစစ်မှာမဲနောက်အုပ်စုကိုကြော်ဖြတ်ခဲ့ရပေမဲ့ဘီဝါကောင်းကောင်းခင်းလို့အုပ်စုဒုတိယအဖြစ်နောက်တစ်ဆင့်ကိုတနိုင်ခဲ့ပါတယ်။ဒီတစ်ပတ်မှာနော်ဝေက32သိန်းအဆင့်ဖြင့်အိုင်ရီကိုနဲ့ရှေ့မှန်ကစားခဲ့ရပါတယ်။အာဖရိကမန်စီလေးရဲ့အသင်းဆိုတာလဲနော်ဝေကိုမမထန်ထန်တံပြန်ကစားနိုင်ခဲ့တာကြောင့်နော်ဝေကသမားနိုင်လန်ခမရကာကွယ်မှု၄ချိန်ထိလန်ဆွမ်းပြခဲ့ရပါတယ်။နော်ဝေထွက်နိုင်ကိုဟာလန်က86မိနစ်မှာနောက်ကျဂိုးဖြင့်သွင်းယူပေးခဲ့ပါတယ်။ဒါဟာလန်အတွက်ကမ္ဘာပွဲဦးထွက်နေတာဆိုပေမဲ့စက်ရုပ်ကြီးကပေါဝင်ကစားထားတဲ့၃ပွဲကနေ9ဂိုးအထိသွင်းယူထားပြီးရှေ့ပနက်စုအတွက်အပြိုင်ဆိုင်ဖြစ်နေပါတယ်။ဆဲဝေစားဖို့ကောင်းဆုံးကနော်ဝေဟာနောက်တစ်ဆင့်မှာဘရာဇီးနဲ့ရင်ဆိုင်ရမယ်ဆိုတော့ဟာလန်လည်းမဟာဗျံမဲ့ဂါဘရီယယ်နဲ့ပြန်လည်ဆုံစည်းပြီးဘယ်သူနိုင်မလဲအပြိုင်ကျဲကြပါဦးမယ်။ပြင်းသစ်ကလည်းနော်ဝေနဲ့အတူမဲနာအုပ်စုကိုဖျက်ဆီးခဲ့ရပေမဲ့၃ပွဲကစား9မှတ်အပြည့်ရပြီးနောက်တစ်ဆင့်ကိုတက်ခဲ့ပါတယ်။32သိန်းအဆင့်မှာလည်းပြင်းသစ်ကဆွေဒင်ကို3စီးနဲ့အနိုင်ရရှိခဲ့ပါတယ်။ပြင်းသစ်နိုင်ပွဲအတွက်မရှိမဖြစ်သူရဲ့ကောင်းကတော့အသင်းကောင်းဆောင်ကီလီယန်အမ်ဘာပေပါ။လိမ့်ညာလေးဟာစီနီဂေါနဲ့အဖွင့်ပွဲမှာ2ဂိုးအီရတ်ကိုအနိုင်ရတဲ့ပွဲမှာ2ဂိုးဆွေဒင်ဘက်ကို2ဂိုးသွင်းယူထားပြီးတော့ကမ္ဘာဗလားသွင်းဂိုး6ဂိုးဖြင့်မန်စီနဲ့အတူရှစ်ပနက်စုကိုဦးဆောင်နေပါတယ်။ဂိုးများလိုက်တဲ့နော်ဝေနဲ့ပွဲမှာအမ်ဘာပေကဖန်တီးမှုနဲ့ကြိမ်ပြုလုပ်ခဲ့သေးတာကြောင့်ဂိုးပါဝင်ပတ်သက်မှုဆိုရင်10ကြိမ်တောင်ဖြစ်သွားပါတယ်။အမ်ဘာပေကဂိုးဗလားမတိုင်ခင်ပြင်သစ်ကိုဦးဆောင်နိုင်ပါမလားဂိုးတွေသွင်းနိုင်ပါအောင်မလားဆိုတဲ့ဝေဖန်တဲ့အားလုံးကိုသွင်းဂိုးတွေနဲ့အတန်တိတ်စေခဲ့ပါတယ်။အမ်ဘာပေကအခုဆိုရင်ကမ္ဘာဗလား18ပွဲကနေသွင်းဂိုး18ဂိုးထိသွင်းယူထားပြီးမန်စီရဲ့ကမ္ဘာဗလားသွင်းဂိုးများဆုံးစံချိန်ဟာလက်တကန်းကိုရောက်လာပါတယ်။ပြင်သစ်မှာဘောလုံးတရားရထားတဲ့အော့စမန်ဒမ်မီလီဘိုင်ယန်မြူနစ်ထူးရှယ်ကစားမမိုက်ကယ်အိုလီဆေးတို့လိုစူပါစတာအသစ်တွေလည်းရှိကြပါသေးတယ်။ဒမ်မီလီဆိုရင်ဟတ်ထရစ်ပါဝင်သွင်းဂိုးလေးကိုနဲ့ဖန်တီးမှုနဲ့ချိန်ပြုလုပ်ထားသလိုမိုက်ကယ်အိုလီဆေးဆိုရင်လည်းဖန်တီးမှု9ချိန်ပြုလုပ်ပြီးကမ္ဘာဗလားရဲ့အကောင်းဆုံးကစားမအကြောင်းဖြစ်နေပါတယ်။ဒါပေမဲ့အမ်ဘာပေဟာသူဟာပွဲကြီးတွင်းတဲ့ကစားမဖြစ်ကြောင်းတည်ပြနေတော့ပါပဲ။အမ်ဘာပေဟာကမ္ဘာဗလားမှာရှုံးတဲ့အဆင့်သွင်းကို10ဂိုးထိသွင်းယူထားပါတယ်။အမ်ဘာပေဟာကနဝင်အာနိုင်ရဲ့ရှုံးတဲ့အဆင့်သွင်းကို10ဂိုးစံချိန်ကိုကြော်တက်ပြီးကမ္ဘာဗလားရဲ့ရှုံးတဲ့အဆင့်သွင်းကိုများအဆုံးကစားမဖြစ်နေတယ်။တမိုင်းတစ်ခုရေးသားနိုင်ခဲ့ပါတယ်။အမ်ဘာပေဟာ2022ခုနှစ်တုန်းကအိမ်မက်ဆိုးကိုပြောင်းပြန်လှန်ပြီး2018တုန်းကလိုအောင်မြင်မှုမျိုးပြန်လည်ရယူချင်နေမှာပါ။အမ်ဘာပေကမန်စီရဲ့ကမ္ဘာဗလားဘီနေရာကိုဒီကမ္ဘာဗလားမှာရင်လက်လွဲရယူသွားနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။